Alo me mingla bakmya Sanastupa Yushin 2026 Gordon New Year ရှောက်လေတော့ငါရိုက်ထားတဲ့ blog လေးဖြစ်ပါတယ်အခုကျွန်တော်ဘယ်ရောက်နေလဲဆိုရင်ကျွန်တော်မော်စကိုရောက်နေတာဖြစ်ပါတယ်မော်စကိုက University လို့ခေါ်တဲ့ metro နားမှာရောက်နေတာပါအခုလိုမျိုးအရှိမမြင်နေရတဲ့မီးတွေနဲ့အလှဆင်တဲ့နေရာမှာတပ်ပုံလာရတာဖြစ်ပါတယ်ဒီနေရာလေးမှာအလှဆင်ထားတာဖြစ်ပါတယ်မော်စကိုကနေရာအနှံ့အပြားမှာ New Year တို့ Christmas တို့ကာလနီးရင်ကျွန်တော်တို့အများပြည်သူတွေအတွက်အခုလိုမျိုးအလှဆင်တဲ့နေရာလေးတွေအများကြီးရှိပါတယ်နှင်းတွေနဲ့အပြင်မှာအရန်အေးနေပေမဲ့လည်း New Year မှာနှင်းလေးတွေနဲ့ဆိုတော့အရန်ပဲလှပါတယ်ကဲကျွန်တော်နဲ့အတူတူအထဲကိုလိုက်ဝင်ကြည့်ကြမယ်အထက်ရတဲ့ကြည့်ရင်တော့တိတ်ပြီးတော့မလှဘူးပေါ့နော်။ तू ကအပြင်ကတည်းဒီမီးအယောင်ဆုံးအလှချေထားတာဖြစ်တဲ့အတွက်အပြင်ကတည်းကြည့်မှပဲ तू ကပို့ပြီးတော့လှမှာဖြစ်ပါတယ်။ဒီဥတောင်းငှက်ပုံတရံလေးနဲ့လှဆင်ထားဖြစ်ပါတယ်။ဒီမှာဈေးတန်းလေးတွေလည်းဖွင့်ထားပါတယ်။မြန်မာနိုင်ငံမှာလို့တော့ဈေးတန်းထိုင်မယ်စားမယ်တောက်မယ်လေပေါ်မယ်တော့သွားစဉ်းစားလို့မရဘူး။ဒီမှာကအပူချိန်က -10 လောက်ရှိတယ်။အခုငှက်တွေပြထားတာတွေနဲ့သွားရိုက်ဖို့လည်းမစဉ်းစားပါနဲ့။သွားရိုက်ရင်ပတ်ဆက်ပေးရမှာဖြစ်ပါတယ်။အခုတော့ကျွန်တော်တို့မြို့ကပန်းချံကိုရောက်တော့ပါပြီကျွန်တော်ကမော်စကိုမြို့ကမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့မြို့ကတော့နယ်မြို့လေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြို့ကပန်းချံမှာတော့လူသိမ့်မရှိပါဘူး Это большой парк у нас в городе. Но нет никого. ရုရှားမှာက New Year ဆိုရင်လူတော်တော်များများကကိုယ့်ရဲ့မိသားစုတွေနဲ့ပဲပြန်ပြီးတော့နှစ်သက်ကူးလေးရှိကြပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေအတော်များများလည်းသူတို့မိသားစုတွေနဲ့နှစ်ကူးဖို့ဆိုပြီးတော့ပြန်သွားကြပါတယ်အဲ့တော့ဒီမှာကြံခဲ့တဲ့သူကတော့အရန်နေပါတယ်โอเค New Year အချိန်ကာလလည်းနီးလာပြီဖြစ်တဲ့အတွက် New Year countdown လုပ်ဖို့အတွက်ကျွန်တော်တို့နောက်တနေရာကိုကူးပါမယ်စစ်ကြည့်လိုက်ကြမယ်တငယ်ချင်းတွေနဲ့အတူမြို့က club မှာပဲ countdown လုပ်မှာဖြစ်ပါတယ်နှစ်သက်မှာကောင်းခြင်းဒုက္ခချမ်းသာအလုံးနဲ့ပြည့်စုံကြပါစေလို့ Ruski Talk ကတည်းဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာရုရှားလိုလွယ်လွယ်လေးဆူတောင်းရမယ်ဆိုလို့ရှိရင် Noviko Prinisyovan Sivo Samava Kharusheva လို့ပြောလို့ရပါတယ်ခင်ဗျာလာမယ့်2026မှာလည်းရုရှားဘာသာစကားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေဆက်လုပ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို support လုပ်ပေးဖို့တိုက်တွန်းလိုပါတယ်အားလုံးပဲပကာ